can I invite you to also demonstrate some of the tips and tricks that you may have, but this time in Burmese? Maybe just 5 minutes. Okay. Thank you. Yeah. Okay. I'll share my screen. Um, Thank you. Okay, I'm using JOSAM. So I will show you the fastest way to digitize building. So do you see my screen? Bernard? Yes. Okay. I see your screen. Yep. So yeah. Okay, thank you. So I can talk. I will talk in Myanmar. တော့အားလုံးပဲပေါ့နော်ဒီမှာဆွဲနေတဲ့လူတွေထဲမှာချူဆမ်နဲ့တော်တော်များများဆွဲနေကြတယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်တို့ကတော့ဂျိုဆမ်ကိုပဲပို့ပြီးတော့အားတာဘာလဲဆိုတော့သူကဒီပြောမလဲတူးစီရတယ်အများကြီးပဲပေါ့နော် idea editor လိုမျိုးတစ်ခုပဲမဟုတ်ပေါ့နော်တခါတိုင်းနဲ့သူကလွယ်လွယ်ကူကူလဲသွားဆွဲလို့ရတယ်အဲ့တော့မြန်အောင်ဆွဲတဲ့လူရှိတယ်အဲ့တော့သူက filter တွေလည်းသုံးလို့ရတယ်အဲ့တော့ filter ကိုသုံးခြင်းအကြောင်းရင်းကတော့ဒီမှာတခြားသောပြောမယ်ဒီ land တွေတို့ဒီမှာ settlement တွေဆွဲထားတာရှိတယ်အဲ့ဒါတွေကကိုယ့်မျက်စိနောက်ချက်ဖြစ်တယ်ဆိုလို့ရှိရင်ဒီမှာဟောပေါ့နော် filter လုပ်လို့ရတယ်ပေါ့နော် filter ဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ filter ဆိုတဲ့ဟာကကြော်ဆန်မှာဆိုလို့ရှိရင်ဒီဘက်ချမ်းမှာဒီမှာ drop ပုံလေးပေါ့နော်အဲ့ဒါလေးရှိတယ်အဲ့ဒါလေးကို online လို့ရှိရင်ဒီဘက်မှာ filter လေးလည်းပေါ်လာမှာပေါ့နော်အဲ့ကြမှာကျွန်တော်တို့ကဒီမှာဒီ filter ကိုပေါင်းနှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ using equal to ဆိုပြီးတော့ပေါ့နော်ဒီ star ကြတော့ star ရဲ့သဘောတရားပေါ့နော်ဒီဘာလဲဆိုလို့ရှိရင်စာအုပ်ရဲ့နောက်မှာကြိုက်တာလားပေါ့နော်ကြိုက်တဲ့အစာအုပ်ဖြစ်လို့ရတယ်ကြိုက်တဲ့စကားလုံးနဲ့ဖြစ်လို့ရတယ်ပေါ့နော် using equal to တခုခုဆိုတာလည်းပြပြမှာပေါ့နော်အဲ့လိုမဟုတ်ဘူးသူက just yes ပဲဆိုလို့ရှိရင်ကြားလို့ရှိရင် yes နဲ့ပတ်သက်တဲ့အိမ်တွေကိုပဲသူကပြမှာပေါ့နော်ကျွန်တော် building equal to monastery လို့ building equal to school လို့အဲ့ဒါတွေကိုပြမှာအဲ့ဒါကြောင့်မလို့အဲ့လိုဖြစ်အောင်လို့ကျွန်တော်တို့ကဒီမှာ star လေးထည့်လိုက်တယ်ဆိုလို့ရှိရင် building ရဲ့နောက်မှာကြိုက်တာလားကြိုက်တာလားအကုန်လုံးကိုပြပါပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်တို့ filter ထည့်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာဒီဘက်မှာဟိုဖြစ်သွားတယ်ပေါ့နော်ဒီဘက်မှာ active ဖြစ်သွားတယ်ပေါ့နော်အဲ့ active ဖြစ်သွားလို့ရှိရင်ဒါပထမဆုံးက activate လုပ်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဒါ hide လုပ်တာပေါ့နော် hide လုပ်လိုက်လို့ရှိရင်တော့ဘာဖြစ်လို့ကြည့်ပါလို့ဖြစ်တယ်ဆိုကျွန်တော်ရဲ့ star လေးကညာချင်းပြီးနောက်မတက်လို့ဖြစ်နေတယ်ဟုတ် edit ပြန်လုပ်ရတယ်ဒီရှင် automatic ဘူးထည့်လိုက်လို့ရှိရင်တော့အဲ့တော့ပြောမယ်ဆိုရင်တော့ဒီဒါကကျတော့ပြောင်းပြန်လှန်လိုက်တာပေါ့နော်တကယ်လို့တခြားဟိုဟာရှိရဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်တွေ့လာဟို building ကအခုတော့ဆွဲထားတာမရှိသေးဘူးပေါ့နော်မရှိသေးတဲ့အတွက်ကြောင့်ဘာမှမပေါ်သေးဘူးတကယ်လို့တချို့နေရာတွေမှာဆိုလို့ရှိရင်ပေါ်တယ်ပေါ့နော်ဥပမာဒီဘေးကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ချက် download ဆက်ကြအောင်နော်ဟုတ်let me download new layer and download somethingဒီမှာဆိုလို့ရှိရင်ဟို settlement အနေနဲ့ road တွေကအရင်ကိုရှုပ်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ building filter လေးခံလိုက်လို့ရှိရင်ကျွန်တော်ရှင်းတယ်ပေါ့နော်ဥပမာအဲ့တော့ဒါ view building ဒီဟာလေးကိုအမှန်ချစ်လိုက်ရင်ကျွန်တော်ဆွဲပြီးသား building ကြီးကမှိန်သွားတယ်ပေါ့နော်အဲ့ဒါဥမာ height ဆိုတဲ့ဟာကိုနှိပ်လိုက်လို့ရှိရင်သူ့ကိုထပ်ပြီးတော့ဖြောက်ပေးလိုက်တော့ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ alternate ဒါကြတော့ဟိုရောင်းမြန်ပေါ့နော် invert ပေါ့အဲ့ဒါဆိုရင်အိမ်ကြီးပဲကျန်တော့တယ်ပေါ့နော်အိမ်ရလွဲပြီးကျန်တဲ့ဟာတွေကုန်ပျောက်သွားအဲ့ကြရင်ဆွဲရတာကိုယ့်အတွက်အဆင်ပြေတယ်ပေါ့နော်အဲ့ဒါမျိုးပေါ့အဲ့ဒါလေးကိုဒီကပြချင်တာပေါ့နော်ကျွန်တော်ရဲ့ဒီဟာလေးပြန် activate လုပ်မယ်အဲ့တော့ဒါကကျတော့ filter ကိုသုံးတဲ့နည်းပေါ့နော် filter သုံးပြီးတော့ကိုမလိုချင်တဲ့ဟာဒီလိုမျိုးဟာတွေကိုဖယ်ထုတ်ပြတာပေါ့နော်ဖယ်ထုတ်ပြီးတော့မှအိမ်ကိုဆွဲတဲ့အခါကျရင် snapping အတွက်လည်းပူပြမလို့တော့ဘူး snap ဖြစ်မှလည်းပူပြမလို့တော့ကိုယ့်အတွက်ရှင်းရှင်းလင်းလင်းနဲ့မြင်ရတယ်ပေါ့နော်အဲ့ဒီကနောက်တစ်ခုကကျတော့ဟိုပါပေါ့နော်building ဆွဲတဲ့အခါမှာဆိုရင်ကျွန်တော်တို့မှာဒီ building 2ရှိရပေါ့နော် JOSAM မှာဆိုရင် building 2ရှိရဘယ်ကနေသွားပြီးတော့ကြည့်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာ edit ထဲက preference ထဲမှာသွားပြီးတော့ဟိုပါပေါ့နော် plugin ရှိရပေါ့နော်အဲ့တော့ plugin မှာကျွန်တော်တို့ building ဆိုတဲ့အားလေးသွားပြီးတော့
နေလိုက်တယ်ဆိုလို့ရှိရင် download list နဲ့ပါပေါ့နော်internet ကနေကြာတယ်ပေါ့နော်ကျွန်တော် VPN ခံထားလို့နော် shit Headache, back pain, joint pain. Panadol can. အဲ့တော့ကျွန်တော်ထင်တော့ဟိုပါပေါ့နော် VPN ပြုတ်သွားလို့ပေါ့နော် VPN ဟိုဖြစ်သွားလို့ဒီ download plugin อ่ะပေါ့အဲ့မှာ building ဆိုတဲ့ tool ရှိရပေါ့နော်အဲ့တော့ကျွန်တော်မ download လုပ်ပြီးသားရှိရပေါ့နော် install လုပ်ပြီးသားပြရမှာဒီဟာလေးပေါ့နော်ဒီဟာလေး building tool ဆိုတဲ့ဟာအဲ့ဒါလေးနဲ့ကျွန်တော်ဆွဲမှာပေါ့နော်အဲ့တော့သူ့ရဲ့ shortcut ကဘာလဲဆိုလို့ရှိရင်သူက B ပေါ့နော် B ဆိုတဲ့ဟာလေးအဲ့တော့ B ကိုနှိပ်ပြီးတော့ just B ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော် left click ကနေပြီးတော့3 point ပဲချရအောင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာ sorry 3 point ချတယ်ပြီးရွှေ့လိုက်ပေါ့နော်မတားကြီးနေစင်နေဆိုလို့ရှိရင်ကျွန်တော်တို့က control နဲ့ alter နဲ့ကိုနည်းနည်းလေးတော့ပြီးလို့ရအောင်ပေါ့နော်အဲ့လိုပေါ့နော်အကုန်လုံးကတော့ကျွန်တော်တို့က keyboard နဲ့ mouse နဲ့ကိုပဲသုံးနေသွားတာပေါ့နော်အဲ့တော့ဆွဲတယ်တော့မတေချာဘူးထင်တယ်ဆိုလို့ရှိရင်နည်းနည်းလေးဟိုဘင်းနဲ့ကြီးပေါ့နော်ဒီမှာလည်းတိတ်မတေချာဘူးဆိုလို့ရှိရင်ဒါနည်းနည်းဘင်းနဲ့ကြည့်အောင်နော်ကျွန်တော်တို့ ESRI မှာပဲရအောင်ဆွဲတယ်ပေါ့နော်အဲ့တော့အင်ရဲ့ orientation ကလည်းလွဲနေကျွန်တော်တို့ control shift လေးနဲ့ပေါ့ control shift က rotate လုပ်တာပေါ့နော် control shift က rotate လုပ်တယ်ပြီးလို့ရှိရင် control alter ကကျတော့ side ကိုကြီးပေးလို့ကြီးကျင်နေရတယ်ပေးကျင်နေရတယ်ပေါ့နော်အဲ့တော့အကုန်လုံးကတော့ keyboard နဲ့ mouse နဲ့ပဲကျွန်တော်တို့သုံးတယ်ပေါ့နော်ဒီ tool တွေကိုတွားပြီးလက်နဲ့မနေဘူးပေါ့နော်အဲ့ဒါပုံမြန်နေပေါ့နော်ကျွန်တော်ကတော့စဉ်းစားတယ်မြန်ဆွဲလို့ရတယ်ပေါ့နော်ကိစ္စမရှိဘူးမညီဘူးဆိုလည်းကျွန်တော်တို့ပြဿနာမရှိဘူးကျွန်တော်နည်းနည်းလေးဒီမှာရွှေ့လို့ရတယ်နော်ဟုတ်ရွှေ့လိုက်လို့ရတယ်ဒီမှာဆိုလည်းလူမျိုးလေးပေါ့နော် side ကအဓိကကြံပေးချင်တာကတော့ဒီအိမ်ကြီးဆွဲတဲ့အခါမှာပေါ့နော်ဟိုအကြီးအိမ်ရဲ့ခေါင်မိုးထက်ဟိုပါပေါ့နော်ကြီးပြီးတော့မဆွဲတင်ဘူးအိမ်ရဲ့ခေါင်မိုးနဲ့အတိတိလို့မဟုတ်လို့ရှိရင်အိမ်ရဲ့ခေါင်မိုးရဲ့ဘယ်လိုပြောမလဲဟိုအသေးဟိုပါပေါ့နော်အပြည့်မဟုတ်ရင်တော့မှသူ့ရဲ့ဇက်မိတ်ရှိသေးတာပေါ့နော်ဒါပေမဲ့အိမ်ရဲ့ခေါင်မိုးထက်သေးတာပိုကောင်းတယ်ပေါ့နော်ဟုတ်ဒါကတော့ကျွန်တော်ဟိုကနေဆွဲလိုက်တာပေါ့နော်အဓိကတော့one နဲ့ဆွဲချင်တာပေါ့နော် ESRI နဲ့ဆွဲချင်တာပေါ့နော်ဝိဇ္ဇာမရှိဘူးနော်ဟိုဘာဖြစ်သွားရင်ပြန်ပြီးတော့ rotate လုပ်လို့ရအဲ့တော့ဒီမှာတစ်ခုကောင်းတာကဘာလဲဆိုလို့ရှိရင် building 2ရဲ့အကောင်းကြချက်ကကျွန်တော်တို့ဒီလိုမျိုးဟာမျိုးအပြိုင်ဆွဲချင်တယ်ဆိုလို့ရှိရင်ပေါ့နော်အပြိုင်ကြီးဆွဲချင်တယ်ဆိုလို့ရှိရင် select မှတ်လိုက်ပေါ့နော် select မှတ်ပြီးလို့ရှိရင် B လေးကိုနှိပ်လိုက်ပြီးလို့ရှိရင်ဆွဲရင်သူက4000ပုံစံအတိုင်းပဲကြာတယ်ပေါ့ဒီမှာဒီလိုမျိုးအတိုင်းပဲထွက်တယ်ပေါ့နော်ဒီလိုလေးတွေပဲထွက်တာပေါ့နော်ကိုလိုချင်တဲ့အတိုင်းလေးပဲထွက်တယ်ပေါ့ကျွန်တော်တို့ဘာမှနှိပ်ချင်မလို့ဘူးသူကအများကြီးနဲ့နှိပ်အများကြီးနှိပ်ကြမလို့ပေါ့နော်နှိပ်ကြမလို့ပဲနဲ့ဒီကောင်လေးကို select လုပ်တယ်ပြီးလို့ရှိရင်ဒီမှာ B လို့နှိပ်လိုက်လို့ရှိရင်တော့တွေ့လားသူ့ရဲ့အဝါလေးတိုင်းပဲဖြစ်တယ်နောက်တစ်ခုသူ့ရဲ့ကောင်းတဲ့ဟာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာဒါကတော့ဟိုအပြိုင်ဆွဲခြင်းတဲ့အခါမျိုးမှာပေါ့နော်ဥပမာဒါမျိုးဆိုတဲ့အပြိုင်ပဲဆိုကြတော့ဗျာအပြိုင်ဆွဲလို့ဆွဲပေါ့နော်ဒါမျိုးပေါ့နော်အပြိုင်ပေါ့အဲ့တော့ကျွန်တော်ကညံတယ်ပေါ့နော်ကျွန်တော်ဆွဲရအဲ့တော့နောက်တစ်ခုကောင်းတဲ့ဟာပါလဲဆိုလို့ရှိရင် X ဆိုတဲ့ဟာပေါ့နော် Z ရပြီးတော့ X ဆိုတဲ့ဟာရှိတယ်နော်အဲ့ဒါ extend လုပ်တဲ့ဟာပေါ့အဲ့တော့ကိုလိုချင်တဲ့နေရာဒီကောက်ဒီမှာဒီဘက်လေးနည်းနည်းလေးတိုးကျင်တယ်ဆိုလို့ရှိရင်မြန်လုပ်လို့ရ X ကိုနေလိုက်လို့ရှိရင် X ကိုနေလိုက်လို့ရှိရင်ဒီလို click ကန်လေးပေါ်အဲ့ဒါလေးကိုနည်းနည်းလေးရွှေ့လို့ရတာပေါ့နော်အဲ့ဆိုရှင်ကျွန်တော်တို့ကရှေ့ကိုတိုးလိုက်တာပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ဆွဲမယ် X လေးနဲ့လည်း extend လုပ်မယ်ပေါ့နော်ပြီးသွားရဆိုရင်ကဲလို့ကိုယ့်ရဲ့ဟာဟိုဖြစ်တယ်ဆိုကိုတိတ်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကကျွန်တော်သုံးတဲ့ tool တွေပေါ့နော်တနေ့သူတွေလည်းအဲ့လိုသုံးမယ်လို့ထင်တယ်ပေါ့နော်သူတို့ရဲ့ဒီဆွဲရမယ့်ဟာတွေအဲ့လိုမျိုးသုံးပြီးတော့ဆွဲမယ်လို့ကျွန်တော်ယူဆတယ်တော့အဲ့ဒါဒီကျွန်တော်အခု building ကိုဆွဲတဲ့အခါမှာသုံးနေတဲ့ shortcut တွေပေါ့နော် shortcut တွေဟိုပါပေါ့နော်ဟိုကြီးတာ rotate လုပ်တဲ့ဟာရှိမယ်ကြီးတာသေးတာလုပ်တဲ့ဟာရှိမယ် rotate လုပ်မယ်ဆိုရင် control နဲ့ shift နဲ့ကိုသုံးတယ်ဟိုပါပေါ့ကြီးရင်သေးရင်လည်းဆိုလို့ရှိရင်control နဲ့ alter လေးနဲ့ကိုသုံးပြီးတော့လုပ်တယ် rotate လုပ်မယ်ဆိုရင် control shift နဲ့ rotate လုပ်တယ် extend လုပ်ချင်တယ်ဆိုလို့ရှိရင် x လေးကိုနှိပ်ပြီးတော့ extend လုပ်တယ်သိအောင်လုပ်တယ်ပြီးလို့ရှိရင်ဟိုပါပေါ့နော်အဲ့ဒါပဲပေါ့နော်အဓိကတော့ကျွန်တော်သုံးသွားတဲ့ tools တွေကအဲ့ဒါတွေပဲသုံးသွားတာပေါ့နော်အကုန်လုံးကဒီဘက်ကဟာတွေကိုတွားပြီးတော့မနှိပ်နေဘူးကျွန်တော်ရဲ့ keyboard ထဲမှာရှိတဲ့ shortcut တွေကိုမှတ်ထားတယ်ပေါ့နော်အဲ့ဒါအဲ့လို shortcut ကိုမှတ်ထားပြီးတော့ဆွဲရဆိုလို့ရှိရင်ပို့ပြီးတော့လည်းမြန်တယ်
မှန်လဲမှန်တယ်ဟိုအဲ့လိုပြီးတော့ filter လေးကိုသုံးပြီးတော့ဆွဲရဆိုလို့ရှိရင်ကိုယ့်ရဲ့မျက်စိထဲမှာလည်းရှုပ်မနေတော့ဘူးเนาะအဲ့ဒါပါပဲဒါကျွန်တော်ရဲ့building ဆွဲတဲ့အခါမှာသုံးတဲ့ tip တွေပါပေါ့နော် Yep Bernard I get back to you Much thanks again, Josiah Lin. Thanks a lot, Chisanko. I believe he has a suggestion for JOSM beginners to install the building plugin in JOSM preference. Yes, Chisanko. တခုတော့ဟိုကြိုးစင်လေးဟိုတက်ကင်လေးပေါ့ပြီးပြီးလို့ yes ဟိုရိုးရိုးထွဲတဲ့လူတွေတွေ့ရော တက်ကင်ပြောကြတယ် tagging လေးပြောကြတယ် Okay tagging ကတော့ပေါ့နော်ပေါ့နော်ဒီ JOSM မှာကတော့ building tool ကိုသုံးလဲဆိုလို့ဆိုရင် tagging ကတော့မလိုဘူးပေါ့နော်သူ auto I will share a screen again so ဒီမှာတခါတည်းပေါ့နော်သူ building tool ကိုသုံးတာဖြစ်တဲ့အတွက်တောင်းမလို့သူတခါတည်းဒီမှာ building equal to yes ဆိုတဲ့ဟာပါပြီးသားပေါ့နော် normal ဆွဲရတယ်မလို့ normal ဆွဲမယ်ဆိုလို့ရှိရင်normal ဆွဲတာဒီလိုဗျာ၄ခုဆွဲတယ်ပြီးလို့ရှိရင် Q နှိပ်တယ်ပြီးလို့ရှိရင် order A အမှာ building building equal to yes ဆိုတာဒါဒီပုံမှန်ကျွန်တော်တို့ရဲ့ normal ဆွဲတဲ့ဟာပေါ့ JOSM မှာ normal ဆွဲတယ်တိုးတော့လည်းအဲ့လိုဆွဲရင်ကျွန်တော်တို့မှာအချိန်ရမ်းကုန်တယ်ပေါ့နော်ဒီမှာဒီဆွဲ4 point 4 point ချရတယ်ပေါ့နော် point 4 point ချတယ်ပြီးရင်sorry point 4 point ချတယ်ပြီးလို့ရှိရင်ဒီကောင်ကို Q နှိပ်တယ်ပြီးလို့ရှိရင်ဒီမှာ add နှိပ်တယ်ပြီးလို့ရှိရင် building equal to yes နှိပ်ရတယ်အဲဆိုရင်အချိန်ကြာတယ်ပေါ့နော်ဒါပေမဲ့ဒီ tag မှာကျတော့ JOSM မှာဒီ building view ကကျတော့အဲ့ဒါအဲ့အတွက်ကိုဖြည့်ရှင်းပြီးသားပေါ့တခါတည်းပေါ့နော်ဆွဲလိုက်တာနဲ့ဒီမှာတခါတည်း building equal to yes ဆိုတဲ့ဟာပါပြီးသားပေါ့နော်အဲ့တော့ဟိုဆွဲရုံပဲပေါ့နော်ထည့်ကြမလို့ပေါ့နော်JOSM ကိုသုံးလို့ရှိရင်ဒီ building tool လေးကိုသုံးပြီးတော့ဆွဲပေးပါပေါ့အဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုး text တွေထည့်ကြမလို့အဲ့လိုမဟုတ်ဘူးပုံမှန် normalize ဆွဲမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကရိုးဒီလိုမျိုးလေးပဲ၄တောင်ချပေါ့နော်နောက်၄တောင်ကိုချတိုက်ပြီးတော့ရှင် Q နဲ့လို့ရှိရင်ဒီမှာ add text ဒါဆိုရင် normal ဆွဲတာပေါ့နော်ဒါဒီဟာကိုတော့အားမပေးပါလို့ဆိုတော့ဒီကောင်ဆွဲမယ်ဆိုရင်ဟိုက point 4 point ချရတယ်ပြီးလို့ရှိရင် Q ဆိုတာကိုနှိပ်ရသေးတယ်ပြီးရင် order A ကိုနှိပ်ပြီးတော့ text ထည့်ရသေးတယ်ဆိုတော့အဆင့်၄ဆင့်လောက်ရှိတယ်ဒီကောင်ကမလို့တခါတည်းအဆင့်နဲ့သူကအဆင့်နဲ့ကျွန်တော်တို့ကပြီးသွားပါတော့အဆင့်နဲ့မှာတခါတည်းပါပြီးသားပေါ့နော်